အားလုံးပဲမင်္ဂလာပါရှင် Storytelling Mind Treasure မှာပြန်လည်ကြိုဆိုပါရစေချစ်စရာကောင်းလွန်းလာတဲ့တတမီမီလေးတို့ရေဒီနေ့ညချမ်းလေးမှာတော့ကျိုးရီတူတူနားထောင်ဖို့အတွက်အရန်ကိုစိတ်ဝင်စားစရာကောင်းပြီးရှစ်ဖို့ကောင်းတဲ့ပုံမြင်လေးတစ်ပုဒ်ကိုဖတ်ပြပေးပါမယ်နော်ပုံမြင်လေးရဲ့နာမည်ကတော့ဖိုးလာမင်းကြီးကိုကူညီခဲ့တဲ့ရုံကလေးဖူဖူတဲ့ကဲအားလုံးပဲအိယာပေါ်မှာအေးအေးဆေးဆေးလေးပြီးတေချာနားထောင်ကြည့်ရအောင်လားနော်ပုံမြင်လေးမစခင်မှာ channel လေးကိုလည်း subscribe လုပ်တော့ပေးဖို့မမေ့ပါနဲ့အောင်နော်ကလေးတို့ရေဟိုးရှိတော့ကတော့ကြီးတစ်ခုတည်းမှာအလွန်နူးညံ့ပြီးဖြူဝေးနေတဲ့အမွေးမြင်လေးတွေရှိတဲ့ရုံကလေးဖူးဖူးရှိတဲ့ကွယ်ဖူးဖူးကတခြားယုံလေးလိုမျိုးမဟုတ်ပဲအရန်ချင်တာပြီးသူတပားကိုကူညီရတာကိုတဘောကြတဲ့ယုံကလေးပေါ့ညဖက်ရောက်ပြီဆိုရင်ဖူးဖူးကမျက်ခင်းလေးပေါ်မှာလက်အိပ်ပြီးကောင်းကင်ကြီးကဖိုးလာမင်းကြီးလင်းလင်းတာနေတာကိုမော့ကြည့်ရတာအပျော်ဆုံးပဲတဲ့ဒါပေမဲ့တညမှာတော့ထူးထူးရှားရှားပဲကောင်းကင်ကြီးတစ်ခုလုံးမဲမောင်နေပြီးဖိုးလာမင်းကြီးဟာအမြဲတမ်းလိုဝင်းပမနေပဲမိန်ဖြော့ဖြော့ကြီးဖြစ်နေတာကိုဖူးဖူးတတိထားလိုက်မိရဲ့ဖိုးလာမင်းကြီးရဲ့မျက်နှာကလည်းစိတ်မကောင်းဖြစ်ပြီးငိုရှင်နေတဲ့ပုံလေးပေါ့ဖူးဖူးကစိုးရင်တကြီးနဲ့ကောင်းကင်ကြီးကိုမော့ကြည့်ပြီးလှမ်းမိလိုက်တယ်ဖိုးလာမင်းကြီးဘာဖြစ်လို့လဲဒီနေ့ဘာလို့တိတ်မလန်းတာလဲလို့မေးလိုက်တာပေါ့ဖိုးလာမင်းကြီးကဝမ်းနဲ့ပလက်နဲ့တက်ပြင်းရှာပြီးပြန်ပြောရှာတယ်။အိုးရုံကလေးဖူးဖူးရေငါရဲ့ကိုရောင်ကိုဝါတွေကိုတောက်ပစေတဲ့ကျေပွင့်ကလေးကကိုတော့အုပ်ထဲကအမောင်ဆိုင်ဝင်းထဲကိုပြုတ်ကျသွားလို့ပါ။အဲ့ဒီကျေပွင့်လေးမရှိရင်ငါဆက်ပြီးမလင်းနိုင်တော့ဘူး။တော့အုပ်ကြီးလည်းအမောင်တိကြံခဲ့တော့မယ်။ဖူးဖူးကစိတ်မကောင်းဖြစ်သွားပြီးရှက်ရှင်းမဲ့တတိရှိရှိနဲ့ပြန်ပြောလိုက်တယ်။မစိုးရိမ်ပါနဲ့ဖိုးလာမင်းကြီးရဲ့ကျွန်တော်သွားချပေးပါမယ်။ဖူးဖူးဟာအမောင်ဆိုင်ဝမ်းစီတို့တယောက်တည်းထွက်လာခဲ့တယ်။လမ်းမှာအမောင်ထဲလမ်းပြောက်ပြီးကြောက်လုံငိုနေတဲ့လက်ပြမင်းသမီးနဲ့တိုးမီရောလက်ပြကလေးကအတောင်မှန်လေးတွေတုံးပြီးရှိုက်ကြီးတငင်ငိုနေတာပေါ့။ဖူးဖူးကမငိုပါနဲ့လက်ပြလေးရဲ့လို့ချော်မော်ပြီးသူ့မှာပါတဲ့မီးပိုးကောင်အင်းလေးကိုလက်ပြလေးကိုပေးလိုက်တယ်။ပြီးတော့ရှိုင်ဝမ်းတဲ့အထိကိုလမ်းပြပေးခဲ့တာပေါ့လက်ပြလေးကကျေးဇူးတင်လို့ဖူးဖူးကိုလမ်းမှန်ရအောင်အပေါ်ကနေပြန်တန်းပြီးလမ်းညွန်ပေးခဲ့ကြတာပေါ့ကွယ်ဒါပေမဲ့အမောင်ဆုံးချိုင်ဝမ်းရဲ့အောက်ရှိကိုရောက်သွားပြီးခြုံပုတ်တစ်ခုကြားမှာတောက်ပနေတဲ့လာမင်းကျဲပွင့်လေးကိုတွေ့လိုက်ရတယ်ဖူးဖူးကကျဲပွင့်လေးကိုပစန်းနဲ့ညင်သားစွာကိုက်ရှိပြီးကုန်းမြင့်ပေါ်တို့အမြန်ဆုံးပြန်ပြေးခဲ့တဲ့ဒါပေါ့ကွယ်ဖူးဖူးကကုန်းမြင့်ပေါ်ကိုရောက်တဲ့အချိန်မှာတော့တကိုယ်လုံးရွှွနေပေးပွားပြီးအသက်ရှူရတာမောဟိုက်နေချပြီးဒါပေမဲ့သူကကျဲပွင့်လေးကိုကောင်းကင်ပေါ်မြောက်ပေးလိုက်တဲ့အခါမှာကျဲပွင့်လေးဟာဖိုးလာမင်းစီကိုဝူးခနဲ့ပြန်တက်သွားပါလေရောရှက်ရှဲမဲ့ဖိုးလာမင်းကြီးကအရင်ကထက်နှစ်ဆမကပိုးပြီးဝင်းပတောက်ပလာပြီးတတော်လုံးကိုလင်းထိန်သွားစေခဲ့တယ်။ဖိုးလာမင်းကြီးကဝမ်းသာသွားပြီးဖူးဖူးကိုငုံကြည့်ကကျေးဇူးတင်ပါတယ်ယုံကလေးဖူးဖူးရဲ့မင်းရဲ့တတိနဲ့ကျနာတက်တဲ့စိတ်ထားကြောင့်ကဘာကြီးပြန်လင်းထိန်သွားရပြီ။မင်းရဲ့ကောင်းမှုအတွက်ငါစီမှာထာဝရအမတ်တရားရှိနေစေရမယ်။ဒီနေ့ကစပြီးဖိုးလာမင်းကြီးဟာသူ့ရဲ့ရင်ဝင်ထဲမှာရုံကလေးဖူးဖူးရဲ့ပုံရိပ်လေးကိုအမတ်တရားထည့်သွင်းထားလိုက်ပါတော့တယ်။ကဲတာတာမီမီတို့ရေဖိုးလာမင်းကြီးကိုကူညီခဲ့တဲ့ရုံကလေးဖူးဖူးရဲ့ပုံမြင်လေးကတော့ဒီမှာတင်ပြီးဆုံးပါပြီကွယ်ဒီပုံမြင်လေးထက်ကရုံကလေးဖူးဖူးလိုပဲအခက်ခဲကြုံနေရတဲ့လူတွေကိုကူညီတတ်တဲ့ကျင်နာတတ်တဲ့စိတ်ရှိရင်ပြီးတော့ဘယ်ရာမဆိုတတိရှိရှိရင်ဆိုင်ရတဲ့ဒုက္ခပါရှိကပို့ပြီးတော့လှပတာရနေမှာအသေးချာပါပဲကလေးတို့လည်းပဝင်းကျင်ကလူတွေကိုကူညီတတ်တဲ့စိတ်ထားကောင်းလေးတွေမွေးမြူကြမဲ့ရမယ်နော်ညဖက်လာပြည့်တဲ့အခါကျရင်ကောင်းငင်ကြီးကိုမော့ကြည့်ပြီးဖိုးလာမင်းကြီးရဲ့ရင်ခွင်ထဲမှာရှိရဲ့တတိခဲလေးရုံကလေးဖူးဖူးကိုရှာကြည့်ကြအောင်နော်ဒီနေ့ပုံမြင်လေးကိုတဘောကြတယ်ဆိုရင်တတမီမီတို့နဲ့မိဘအုပ်ထိန်တို့များအားလုံးပဲကျမရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့အောင်နော်နောက်ထပ်လေနားထောင်လို့ကောင်းတဲ့အရန်ကောင်းတဲ့ပုံမြင်သစ်လေးတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ဘေးနားကခေါင်းလောင်းလေးကိုလည်းနှိပ်ပေးပါအောင်ရှင်ဒီညတော့တတမီမီတို့အားလုံးရုံကလေးဖူးဖူးလို့ပဲရှစ်စရာကောင်းတဲ့အိမ်မက်လှလှလေးတွေမှပါစေအားလုံးပဲဒုက္ခရှမ်းတာနဲ့ပြည့်စုံတဲ့ညချမ်းလေးဖြစ်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်